ကဲဘောရအောင်မလဲမင်္ဂလာပါဒီနေ့ကကျွန်တော်စပိန်လာလီဂါပွဲစဉ်နှစ်ပွဲရှိတယ်ဗျာ brother တို့ကျွန်တော်ခါမောင်ကပွဲစဉ်တွေလည်းရှိတယ်မင်းညကတော့ brother တို့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျာနော်မင်းညကရေးမှတ်တဲ့ပွဲစဉ်ကိုပေါင်းပေါ်ကျွန်တော်ပြီးခဲ့တာမင်းညကိုအပြတ်သက်နိုင်သွားတယ်ဖြစ်တင်ပါတယ်ဗျာနော်စပိန်လာလီဂါပွဲစဉ်ကကိုရတာတွေများနေပြီဗျာကိုပေါ်ဖို့အတွက်အရှင်ကြက်ရောက်ပြီးတော့ကျွန်တော်ထင်တော့မင်းညလည်းကိုပေါ်ရွှေ့ရှိပေးခဲ့တယ်မင်းညအဆင်ပြေခဲ့ပါတယ်ဗျာကဒီနေ့မှာစပိန်လာလီဂါပွဲစဉ်နှစ်ပွဲရှိတယ်နှစ်ပွဲလုံးကျွန်တော်သုံးသပ်ပေးမယ်ကျွန်တော်ရဲ့ဟိုပေါ့အတွေးမြင်နေပေါ့ brother နဲ့ပြောမယ်ဆိုရင်အကြိုက်လို့ရှိရင်ကစားလို့ရအောင်လို့ဗျာနော်ဘယ်ပွဲစဉ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ Celta Vigo နဲ့ Osasuna ပွဲစဉ်ပြီးလို့ရှိရင် Barcelona နဲ့Bilbao ပွဲစဉ်ဒီနှစ်ပွဲရှိတယ်ဒီနှစ်ပွဲမှာဆိုလို့ရှိရင်ဈေးအသွားလာလေးဆိုလို့ရှိရင်နည်းနည်းအပြောင်းလဲရှိတယ်ဘာလို့လဲဆိုတော့ဒါဒုတိယကြော့ပွဲစဉ်ကျွန်တော်တို့ရာသီအဖွင့်ပွဲစဉ်ရပြီးတော့ပြီရာသီအဖွင့်ပွဲစဉ်မှာနိုင်ထိုက်တဲ့အနေအထားမျိုးတွေတချို့ပွဲစဉ်တွေနိုင်သွားပြီ Barcelona ဆိုရင်ရာသီအဖွင့်ပွဲစဉ်တော့ဆိုလို့ရှိရင်သူ့အနေနဲ့အရှိလိုအသင်းမျိုးကိုZ5 လို့ရလိမ့်မျိုးနဲ့ကိုပြည့်နဲ့နိုင်သွားပြီဒါရာသီအဖွင့်ပွဲစဉ်အခုလက်ရှိအရှိမှာဒုတိယမြောက်ပွဲစဉ်ပေါ့ဗျာနော်ဒါကတော့ပြောမှဆိုလို့ရှိရင်ဇီဒန်ရအပြောင်းလဲရှိတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အတွေ့အမြင်ကျွန်တော်ရွေးထုတ်ပြီးသုံးသပ်ပေးမယ်ကဲဒါဆိုရင်ကျွန်တော်ဘယ်ပွဲစဉ်စမလဲ Celta Vigo နဲ့ Osasuna ပွဲစဉ်စမယ်ဘာစီကတော့နောက်ဆုံးမှကျွန်တော်သုံးသပ်ပေးမယ်ဒီပွဲစဉ်တွေကပွဲကြီးဆိုတော့လူကြိုက်များမဲ့အနေထားမျိုးဆိုတော့ပြောမှဆိုရင်တေချာလေးသုံးသပ်ပေးခြင်းလို့နောက်ဆုံးမှကျွန်တော်ရွေးချယ်သုံးသပ်ပေးမယ်Celta Vigo နဲ့ Osasuna ပွဲစဉ်လက်ရှိမှာစတာဘီကိုပေးတဲ့ဈေးတန်း level ပြား80ရှုံးကြီးကိုပေါင်းကြီးနှလုံးပြား30ရှုံးကြီးစတာဘီကိုအနေနဲ့ပြီးခဲ့တဲ့ရာသီအဖွင့်ပွဲစဉ်တုန်းကပြောမှဆိုရင် Valencia ရဲ့ကြီးကြောကြီးကိုခံထားရတယ် level ပြား50ရှုံးကြီးပေးတယ်ကိုပေါင်းကြီးနှလုံးပြား30ရှုံးလောက်ပေးပြီးတော့စီစီလို့ရတဲ့မျိုးနဲ့ပြီးသွားတယ်အခုလက်ရှိအနေထားမျိုးမှာဆိုစတာဘီကိုကြီးပြန်ပေးတယ်စတာဘီကိုက level ပြား80ရှုံးကြီးအိမ်ဝင်ကပြန်ပေးတယ်Valencia နဲ့တွေ့တော့သူကအဝေးကွင်းနဲ့ကန်ခဲ့ရတာ Valencia ရဲ့ကြီးကြောချင်း level ပြား50ရှုံးကြီးကြီးကြောချင်းခံခဲ့ရပြီးဇီးလို့ရလည်းမျိုးဈေးတန်းအောင်ခဲ့တယ်အခုဒုတိယမြောက်ပြောမှဆိုလို့ရှိရင်ဒုတိယမြောက်ပွဲစဉ်မှာဆိုရင်ဆရာဘီကိုအိမ်ကွင်းမှာဆရာဘီကိုကြေးပြန်ပေးတယ်ဆိုတော့ကြေးမြတ်ဆက်လက်ပြီးအောင်သွားမလားပထမတစ်ကြော့တော့ပထမဒီရာသီအဖွင့်ပွဲစဉ်တော့လည်းကြေးအောင်ခဲ့တယ်အခုဒုတိယပြောပြနှစ်ပွဲမြောက်မှာဆိုလို့ရှိရင်သူအိမ်ကွင်းမှာ level ပြား80ကျော်အောင်ဈေးတန်းပေးတယ်ဆိုတော့ဈေးတန်းအောင်ဖို့ရန်ကုန်များလောက်လားပြားလောက်ပေးအောင်ရတဲ့အနေအထားမျိုးပြောမယ်လက်ရှိအနေအထားကရာသီအခုမှဘောလုံးရာသီစတာနှစ်ပွဲမြောက်ပဲရှိသေးတယ် brother ပွဲစဉ်တွေကတေချာပြောမှဆိုလို့ရှိရင်ပွဲစဉ်မစုံသေးဘူးဒါကြောင့်မို့ပေးရဈေးတန်းကပြောမှဆိုရင်တိတိသားသားကြီးထိုးတက်နေတဲ့အနေအထားမျိုးကျွန်တော်ကတော့မြင်တယ် level ပြား80ရှုံးကြီးကိုပေါင်းချင်းနှလုံးပြား30ရှုံးကြီးဆရာဘီကိုအနေနဲ့ပထမသူ Valencia နဲ့ကစားတဲ့ပွဲစဉ်နဲ့ရှင်ကြည့်မယ်ဆိုတော့ဈေးတန်းရတော်တော်ကြီးဘူကီတွေအနေနဲ့ဒါပေးထားတဲ့အနေအထားမျိုးကျွန်တော်ယူဆတယ်ဒါဆိုရင်တစ်ပတ်အသင်း Osasuna ကိုပြန်ကြည့်မယ်ဆိုလို့ကျွန်တော် Osasuna ရဲ့ဒီတိုင်းပဲရာသီအဖွင့်ပွဲစဉ်တုန်းကလီဗန်တက်လို့အသင်းမျိုးကို level အပြည့်ရှုံးကြီးဈေးတန်းပေးတယ်ကိုပေါင်းချင်းနှလုံးမိုင်းသားပေးပြီးတော့စီးလို့ရတဲ့မျိုးနဲ့ပြောမယ်ဆိုလို့ချင်းအိမ်ကွင်းမှာဈေးတန်းရကျခဲ့တယ်ဆိုတော့ Osasuna ဒီနေ့အဝေးကွင်းမှာစတာဘီကိုအိမ်ကွင်းမှာသွားကမ်းမဲ့အနေအထားမျိုးမှာဆိုဈေးတန်းကျနိုင်လောက်လားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်ဘာလို့လဲဆိုတော့စတာဘီကိုကအခုဒီပွဲကံပြီးလို့ဥပမာဒီပွဲဈေးတကယ်လို့ဈေးတန်းနိုင်ခဲ့မယ်ဆိုရင်နှစ်ပွဲမြောက်ဖြစ်သွားပြီရာသီစပြီဆိုရဈေးတန်းအောင်ခဲ့တာပထမပြား50နိုင်တယ်အခုဒီတစ်ပွဲနိုင်မယ်ဆိုလို့ရှိရင်နှစ်ပွဲမြောက်ပြောမယ်ဆိုလို့ရှိရင်အပြည့်နိုင်တဲ့သဘောမျိုးနှစ်ပွဲမြောက်နိုင်တဲ့အနေထားမျိုး Osasuna ကသူလီဗန်တေးနဲ့ရာသီအဖွင့်ပွဲစဉ်တော့လည်း level ပြေရှုံးရေးပေးပြီးတော့စီးလို့ရလက်နဲ့ဈေးကျခဲ့တယ်ဒီနေ့စတာဘီကိုအဝေးအိမ်ကွင်းမှာတွားရောက်ပြီးတော့ဆက်လက်ပြီးကစားတဲ့အချိန်မှာဆက်ရှုံးမယ်ဆိုရင်နှစ်ပွဲမြောက်ဖြစ်သွားပြီစတာဘီကိုကကြေးကြမဲ့အနေထားမျိုးဘူကီတွေအဖြစ်ခံမှာမလားလက်ရှိအနေထားကဆယ်လာဘီကိုဈေးရပြောရမယ်ဆိုလို့ရှင် brother တို့ level ပြား50ရှုံးလို့ဈေးတန်းပေးမယ်ဆိုရင်တော့မနေ့ပေးပြောတဲ့အနေထားမျိုး level ပြား80ရှုံးဈေးတန်းပေးရဆိုတော့စဉ်းစားစရာပဲ Osasuna ဈေးတန်းအရာကျလောက်မယ်လို့ပဲကျွန်တော်ယူဆတယ်ဒါကရာသီလည်းအစဖြစ်နေတဲ့အတွက်ကြောင့်စတာဘီကိုလည်းကြည့်မယ်ဆိုလို့ရှိရင်အတိအသားကြီးဈေးတန်းအရာထိုးပြီးပေးနေတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီနေ့မှာစတာဘီကိုဆက်လက်ပြီးဈေးတန်းအောင်သွားနိုင်လောက်အောင်မယ်လို့ပဲကျွန်တော်ယူဆတယ်ဘာလို့ခုလိုပြောရလဲဆိုလို့ရှိရင် Osasuna အနေနဲ့လီဗန်လို့အသင်းမျိုးကို level ပြေရှုံးခြင်းပေးတယ်ဒီနေ့မှာဒီပြောမှဆိုရင် Valencia ရဲ့ကြီးကြောချင်းကိုရာသီအဖွင့်ပွဲစဉ်မှာစတာဘီကိုခံခဲ့ရပြီးတော့ဒီနှစ်ပွဲမြောက်ပွဲစဉ်မှာ Osasuna လို့အသင်းမျိုးကိုစတာဘီကိုက level ပြား80ရှုံးကြီး level ပြေရှုံးဒီပါကြီးပေးနေတဲ့အတွက်ကြောင့် level ပြား50ရှုံးလောက်ဈေးတန်းပေးမယ်ဆိုတော့တော်တန်နေပြီအင်းဝင်းအားတာချက်ကြောင့်နော်ဒါ level ပြား80ရှုံးကြီးဆိုတော့ဘူကီအနေနဲ့ကြီးရတိသာယူအောက်ကြီးခေါ်လုံးတယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်ကတော့ဈေးတန်းအရာကြီးသုံးသပ်မယ်ဆိုရင်ရက်လက်ပိုင်းအရာကြီးသုံးသပ်မယ်ဆိုရင်စတာဘီကိုဘော်ဒီပဲကျွန်တော်အကြံပေးခြင်းတယ် brother တို့ကျွန်တော်ရွေးချက်ပေးတဲ့ပွဲစဉ်တွေကပြီးကြတဲ့ရာသီတုန်းကအရင်တော့ရာသီတုန်းကလေးကကျွန်တော်ကရက်လက်နဲ့ကြီးနေပဲကျွန်တော်ကြည့်ပြီးသုံးသပ်ပေးတာများတယ်
နော်ကျွန်တော်လည်းဘလုံးပွဲမလာခင်လေဟိုနိုင်ပိုင်းတော်တော်လေးကွာမှုရှိမှကွာတဲ့အချိန်မှာသုံးသက်ပေးရဖြစ်တဲ့ကြောင့်ဒီလိုမျိုးလေးအချက်လက်လေးနဲ့သုံးသက်ပေးရများတဲ့ကြောင့် brother နဲ့အကြက်ရှင်းတူရင်မှတော့တူသွားလိမ့်မယ်ဒါပေမဲ့ဗျံပရာကျွန်တော်မသုံးသက်ပေးပါဘူးဗျကျွန်တော်ရဲ့အချက်ကိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အဓိကထားပြီးသုံးသက်ပေးတာဖြစ်ပါတယ်ဗျနော်အဓိကတော့အခုဆယ်ရာဘီကိုနဲ့ဒီဆယ်ရာဘီကိုနဲ့ဥစားစနာပွဲလေးမှာဆိုရင်ကျွန်တော်ဆယ်ရာဘီကို body ပဲဆက်လက်ပြီးတော့ကြေးအောင်နိုင်လိမ့်မယ်လို့ယူဆတယ်ဆယ်ရာဘီကို body ပဲကြိုက်ပါတယ်ဗျကဒါဆိုရင်ဒုတိယမြောက်ပွဲစဉ်ဘာစီနဲ့ပြပါကိုပွဲစဉ်ဒီပွဲစဉ်လေးကျွန်တော်မပြောပြဘူး brother ကျွန်တော်တခုပြောချင်တယ်လက်ရှိကျွန်တော်တို့ဘောလုံးရသည်စပြီးဖြစ်တဲ့ကြောင့် brother တို့အနေနဲ့တချို့ညီကိုတွေလာမေးကြတယ်ဘောလုံးပွဲတွေကြီးဖို့အတွက်ဘောလုံးပွဲတွေကစားဖို့လာမေးကြတယ်ကိုစန်းကိုယ်တိုင်ငွေကြေးအာမခံပြီးတော့ကြော်ညာပေးနေတဲ့ကုမ္ပဏီရှိတယ်ဒီကုမ္ပဏီမှာတော့ရောက်ပြီး brother အနေနဲ့ကစားပါငွေကြေးပိုင်းတစ်ခုအဆင်မပြေတာနောက်ဆုံးဟိုအဆင့်ပြနောက်ဆုံးအဆင့်တစ်ခုဆုံးရှုံးမှုရှိခဲ့မယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ဆက်ရုပ်ပေးမယ်ဘာလို့ခုလိုပြောလဲဆိုလို့ရှိရင်ကျွန်တော်နာမည်ပြတ်မခံဘူးဒီကုမ္ပဏီရဲ့လက်တက်လာလည်းနှစ်နဲ့ရှိနေပြီเนาะ9နှစ်ခုဆို9နှစ်ထဲရောက်နေဖြစ်တဲ့ကြောင့်ယုံကြည်မှုတရားနဲ့ကြောင့်လည်းရှိနေဖြစ်တဲ့ကြောင့်ဒါကြောင့်မို့လို့ကျွန်တော်ခုလိုအာမခံရေးတာဒါကြောင့်မို့ online ပေါ်ညီကိုတွေဟိုကျွန်တော်တခုပြောချင်တာကတော့ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်အာမခံပေးထားတဲ့ကြောင့်အဓိက online ယုံကြည်မှုကအဓိကပဲဒါကြောင့်မို့စိတ်ဝင်စားလို့ရှိရင်ဘလုံးမကစားချင်တာပဲဖြစ်ဖြစ်ဘလုံးမကြည့်နေတာပဲဖြစ်ဖြစ် brother တို့ကိုစန်းကြီးဆက်တယ်လာပေးပါတက်တော့ညီကိုတွေတက်တော့ဘိုင်ဝင်ထဲမှာဘိုင်ဘာဖုန်းနံပါတ်တွေကိုဖုန်းနံပါတ်ရှာပေးထားတယ်ယူကျွမ်းညီကိုတွေကျတော့ဒီ comment ထဲမှာဘိုင်ဘာ Telegram link တို့ Viber link တို့ရှာပေးထားတယ် brother ဒီကနေဆက်သွယ်လာပေးပါ channel link တွေရစားကျွန်တော်ရှာပေးထားပါတယ်ဗျကျွန်တော်မနေ့ကဆိုလို့ရှိရင်ကျွန်တော် channel ထဲမှာရေးမှတ်တဲ့9ပေါ်တပွဲတည်းပဲကျွန်တော်တပွဲတည်းပဲရှိရလို့ကျွန်တော်တပွဲတည်းပဲ9ပေါ်ကျွန်တော်3ပေးခဲ့တယ်အကြိုက်လဲကျွန်တော်ရေးပြီးတော့တင်ပေးခဲ့ပါတယ်မနေ့ကတော့အဆင်ပြေခဲ့တယ်ကဲဒါဆိုရင်ဘာစီနဲ့ဒီပါပေါ်တင်သွားမယ်ဆန္ဒကျွန်တော်ပြောသလိုပဲဘာစီကရာသီအဖွင့်ပွဲစဉ်တုန်းကဘာစီလိုနာကအက်ရှီလိုသင်းမျိုးကိုတစ်လုံးအပြည့်ရှုံးကြီးသုံးလုံးအပြည့်ရှုံးကြီးစေတန်းရပေးခဲ့တယ်ဘော်ဒီယိုကိုပေါင်းပေးခဲ့ပြီးတော့ Z5 လို့ရလဲမျိုးနဲ့နိုင်ခဲ့တယ်အက်ရှီဆိုတာတကယ်နဲ့ဘာစီရဲ့အနေထားနဲ့သုံးသပ်မယ်ဆိုရင်ဘာမှမဟုတ်တဲ့အသင်းမျိုးပဲဘယ်ရှင်ထကန်နိုင်ဟိုဇီဒန်အရာပြောဇီဒန်ရရောအသင်းရရောဘယ်ရှင်ထကန်နိုင်လောက်တဲ့အသင်းမျိုးဒါပေမဲ့ Z5 လို့ရလဲမျိုးနဲ့ပြီးခဲ့တယ်ဆိုတော့ဒီနေ့အနေထားမျိုးမှာဘာစီနေနဲ့ဒီပါလိုသင်းမျိုးကိုပေးတဲ့ဇီဒန်ကတစ်လုံး plus တစ်လုံး50နိုင်sorryနှလုံး20နှလုံး20နိုင်နှလုံး20နိုင်ဟိုပေါ့ဈေးတန်းရကြည့်မယ်ဆိုနှလုံး20နိုင်ကြီးတဲ့ကိုပေါင်းကြီးက3လုံးအပြည့်ရှုံးကြီးဆိုတော့ကျွန်တော်အထင်ပြောမယ်ဆိုရင်သူကဒီဟိုပေါ့ဒီပထမဆုံးစကစားခဲ့တုန်းကပြောမယ်ဆိုရှင်ဘာစီအနေနဲ့ဒီဟိုရာသီဖွင့်ပွဲစဉ်တုန်းကအက်ရှီလိုသင်းမျိုးကတော့တစ်လုံးပြည့်ရှုံးကြီးပေးတယ်ဗျာတစ်လုံးပြည့်ရှုံးကြီးပြီး Z5 လို့ရနေတယ်ပြီးတယ်ဆိုတော့ဒီနေ့ဘီဗာကပြောဘီဗာလိုသင်းမျိုးကိုပေးတယ်ဆိုတော့ဘီဗာလိုသင်းမျိုးကိုနှလုံး20နိုင်ကြီးလောက်ပေးတယ်ဆိုတော့အရှိတောင်နှလုံးရှူးလို့ရှိရင်အပြည့်စားမဲ့ဈေးရမျိုးပေးတယ်ဗျဟုတ်တယ်မလားအခုဘီဘာလိုသင်းမျိုးကိုနှလုံးရှူးရင်တော့20နိုင်လောက်ပဲသူပေးတယ်ဆိုတော့ဘယ်လိုမျိုးလဲအရှိကဘီဘာဦးထက်များအများကြီးတာနေလို့လားဒီကျွန်တော်အနေနဲ့ကျွန်တော်ပြောတာเนาะဘာစီအနေနဲ့အသင်းနိုင်လောက်ပဲလောက်သွားမလားကျွန်တော်စဉ်းစားတာဈေးတန်းရကြည့်မယ်ဆိုလို့ရှိရင်တကယ်တမ်းအရှိနဲ့ဘာစီနဲ့sorry အရှိနဲ့ဘီဘာဦးနဲ့ရှင်ကြည့်မယ်ဆိုတော့မလဲတကယ်တမ်းဟိုဘီဘာဦးကအများကြီးအသက်ကြီးရှိတယ်လို့ကျွန်တော်ယူဆတယ်ပွဲစဉ်တိုင်းမှာဆိုလို့ရှိရင်ကစားပုံကစားနေရအစဒါပေမဲ့လက်ရှိမှာဘာစီပြီးတဲ့ဈေးတန်းရပြင်းလုံးတယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်လေးဟိုကျွန်တော်ရဲ့ဟိုအတွေးမြင်တကူရှိရယ်ဘော်ဒီကြီးတင်းပြီးလို့ဘော်ဒီကြီးဟိုပေးတာပြင်းလို့ရှိရင်ကိုမအောက်တာတော့များတယ်ဒါကတော့ဟိုသူရဖြစ်လိဖြစ်တာရှိတဲ့သဘောမျိုးပဲเนาะလက်ရှိမှာဘာစီပေးတဲ့ဈေးတန်းကနှလုံး20နိုင်ကြီးကိုပေါင်းကြီးက3လုံးအပြည့်ရှုံးကြီးပဲဆက်လက်ပေးထားတယ်ဆိုတော့ကိုပေါင်းကြီးကတော့ပြောမှဆိုရင်အရှိကိုပေးထားတဲ့ဈေးတန်းမျိုးပဲဆက်ပေးထားဆိုတော့ကျွန်တော်ထင်ပြောမှဆိုရင်ဘာစီဒီနိုင်မယ်ဆိုရင်တော့မနဲ့အသင်းနိုင်တော့ပဲဟိုနိုင်လောက်မလို့ထင်တယ်အလွန်ဆုံးသူပေးတဲ့ဈေးတန်းကအလွန်ဆုံး2စီ3စီလောက်ပဲကျွန်တော်နိုင်မယ်ထင်တယ်စုံပေါ်တော့မပေးတော့ဘူးကျွန်တော်ယူဆတယ်ဘာလို့လဲဆိုလို့ရှင်လက်ရှိအနေထားကဘီဘာကိုပြန်သုံးသပ်မှဆိုရင်ဘီဘာကိုလည်းရာဒီအဖွင့်ပွဲစဉ်တော့စီဗီလာလိုအသင်းမျိုးကို1-3ရတဲ့မျိုးနဲ့နိုင်ခဲ့တာအဲ့ဒီတော့ဆိုရင်စီဗီလာအနီကထိတယ်ပြောမှဆိုလို့ sorry 1-3ရတဲ့မျိုးနဲ့ရှုံးခဲ့တယ်အဲ့တော့ဆိုရင်ဘီဘာကိုအနီကထိပြီးစီဗီလာအနေနဲ့1-3ရတဲ့မျိုးနဲ့ပြောမှဆိုလို့ရှိရင်အဝေးကွင်းကနေဘီဘာကိုနိုင်ခဲ့တာဆိုတော့အဲ့တော့လည်းအနီကထိလို့တော့ဘီဘာကိုအနေနဲ့စီဗီလာကိုရှုံးခဲ့တဲ့အနေအထားမျိုးလို့ကျွန်တော်ယူဆတယ်ဒါကြောင့်မို့ဘီဘာကိုရဲ့ရှည်စံလောက်ကြီးမညံ့ပါဘူးဗျအခုလက်ရှိဘာစီပြီးတဲ့ဈေးတန်းကနိုင်ကြီးဖြစ်မဲ့ထားကိုပေါင်းကြီးကပြောင်းလဲမှုတော့ရှိရမယ်အလွန်ဆုံး၄လုံး plus ဒါဖြစ်တဲ့နယ်ဒါလက်ရှိက3လုံးအပြည့်ရှုံးကြီးပဲဆက်လက်ပြထားထားတယ် body ကြီးပဲပြောင်းသွားတယ်စဉ်းစားကြည့် brother တို့နိုင်မယ်ဆိုရင်တော့ဘာစီအနေနဲ့ဟိုနိုင်အောင်လောက်ပဲလို့ပဲကျွန်တော်ယူဆတယ်ကျွန်တော်ကတော့ဒီဘာစီပွဲစဉ်လေးကတော့တကယ်တမ်းလက်ရှိအနေထားပေးတဲ့ဈေးတန်းရကြည့်မယ်ဆိုရင်အလွန်ဆုံးဘာစီနိုင်လဲ2စီ3စီဒီလောက်ပဲကျွန်တော်သွားမှထင်တယ်
ရာဒီဖွင့်တော့အရှိလိုသင်းမျိုးကို Z5 လေးရလိမ့်မယ်နဲ့ပေးကိုမရှိပဲနိုင်ခဲ့တဲ့အတွက်ကြောင့်ဒီနေ့မှာသူ့အနေနဲ့ပေးကိုမရှိဘူးဆိုရင်တော့မနဲ့အလွန်ဆုံး 2Z 3Z ဒီလောက်ပဲကျွန်တော်တော့မှထင်တယ်စုံပေါ်တော့မှတော့လောက်ပဲကျွန်တော်ယူဆတယ်ကျွန်တော်ကတော့ဒီပွဲစဉ်လေးကတော့ body ကြီးပဲပြောင်းလဲမှုရှိတယ်ကိုပေါင်းကြီးဘာစီအနေနဲ့ပြောင်းလဲမှုမရှိဘူးအရှိနဲ့ပွဲစဉ်နဲ့စာမယ်ဆိုပြောင်းလဲမှုမရှိတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ကိုပေါင်းအောက်လောက်ပဲကျွန်တော်ကောင်းလောက်ပဲကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့အဓိကဘူဂီဒီအနေနဲ့ body ကြီးပဲအဓိကကစားနေတာကိုပေါင်းကြီးကတော့ဒီတိုင်းပဲတကယ်လို့ကိုပေါင်းပေါ်မယ်ဆိုရင်တော့မနဲ့ဒီဘာဘက်ကကိုပါပြန်ပြီးမျောလင်းလို့ရမယ်ဆိုတော့လေးလုံးပလက်ဖောက်လို့ရတယ်ဘာလို့လဲဆိုတော့အရှိနဲ့ဘီဘာကိုတကယ်နဲ့ရှင်းကြည့်မယ်ဆိုလို့ရှိရင်အများကြီးဘီဘာကအရှိတဲ့အများကြီးအားသာချက်ရှိတယ်ကစားပုံကစားနည်းအစပြောမယ်ဆိုလို့ရှိရင်ဒီပေါ့သူ့ပေါ့အသင်းအနေထားအရအများကြီးပြောမယ်ဆိုလို့ရှိရင်အရှိတဲ့တာလို့ကျွန်တော်ယူဆရတယ်ဒါပေမဲ့လက်ရှိမှာပါစီပေးတဲ့ဈေးတန်းကနှလုံး20တန်ဈေးတန်းမျိုးပေးရဆိုတော့ကျွန်တော်အထင်ပြောမယ်ဆိုရင်ပူကီတီအနေနဲ့ဘော်လီကြီးပဲအဓိကလဲစားနေတယ်ကိုပေါင်းကြီး3လုံးပြည့်ရှုံကြီးကတည်ငြိမ်နေတဲ့အတွက်ကြောင့်တကယ်တမ်းကိုပေါ်မယ်ဆိုရင်လေးလုံးပလက်ထိတောင်ဖောက်လို့ရတဲ့အနေထားမျိုးဒီနေ့ကတော့ကျွန်တော်အနေနဲ့ဘာစီနိုင်မယ်ဆိုရင်တော့မနဲ့အလွန်ဆုံး 2Z 3Z ဒီလောက်ပဲကျွန်တော်သွားမှထင်တယ်ဒီကလို့ကန်ကောင်းမယ်ဆိုလို့ရှင်တော့2ဘယ်လိုပြောမလဲဆိုလို့ရှင်2-1တစ်ပေါက်ပေါ့အဲ့ဒါတခုလည်းကြောက်တယ်ဘာလို့ဘာစီကနှလုံး20ညင်ပစ္စည်းတန်းပေးထားတယ်ဒီဘာကစီပီလာနဲ့တွေ့တော့ဆိုလို့ရှင်အနီကက်ထိတာပဲတစ်လုံးရထားတဲ့အတွက်ကြောင့်ပြောလို့မရဘူးဘာစီနှစ်စီတန်းကြမယ်ဆိုရင်အဲ့ဒီပုံစံနဲ့လည်းတွားကျွန်တော်တွားနိုင်တယ်ကိုပေါင်းတော့ပေါ်နိုင်စရာအကြောင်းမရှိတော့ဘူးလို့ကျွန်တော်ယူဆပါတယ်ဗျာနော်ကျွန်တော်ကတော့ဘာစီပွဲစဉ်ကိုကြိုက်ပါတယ်ဗျာအကြိုက်ဒီမဲ့ဆိုရင်ကိုပဲကစားစေခြင်းနဲ့ကဲဒါဆိုရင်စုစုပေါင်းကျွန်တော်သုံးသက်ပေးတာဒါနှစ်ပွဲရှိသွားပြီ online မှာသုံးသက်ပေးတာဒီနှစ်ပွဲတည်းကမှတပွဲကိုကျွန်တော်ပြန်ရွေးထုတ်ပြီးတော့ကျွန်တော် channel မှာတင်ပေးမယ်တိုင်ကန် channel နဲ့ Baba channel မှာတင်ပေးမယ်တပွဲကောင်းပေါ့ဗျာနော်တပွဲကောင်းဖြစ်တင်ပေးမယ်ဘယ်ပွဲစဉ်လဲဆိုတာကတော့ဘယ်ပွဲစဉ်ပူကြိုက်လဲဆိုတာပေါ့ဗျာနော်ဘယ်ပွဲစဉ်ပူကြိုက်လဲဆိုတာကတော့ကျွန်တော်အနေနဲ့ပြန်ပြီးတော့လေ့လာသုံးသပ်ပြီးတော့ကျွန်တော်ဒီညပိုင်း6နာရီခွဲ9နာရီလောက်မှာကျွန်တော်တင်မှာဖြစ်တဲ့ကြောင့် channel ပါ join ထားဖို့ brother တို့ပြောချင်တယ်တိတော့ညီကိုတွေကကျွန်တော် TikTok bio link ထဲမှာ bio ထဲမှာ link ရှာပေးထားတယ်တိုင်ကန် channel link ဒီ link နဲ့ဝင်ပြီးတော့ channel join ထားနိုင်တယ်ရှိကျိုးကညီကိုတွေကြတော့ကျွန်တော် comment ထဲမှာ Viber channel link တို့တိုင်ကန် channel link ရှာပေးထားတယ်ဒီ link နဲ့ဝင်ပြီးတော့ join ထားနိုင်ပါတယ်ဗျာတကယ်လို့ link နဲ့ပါ join လို့မရဘူးဆိုလို့ချင်းဘာပဲဖုန်းနံပါတ်တိုင်ကန်ဖုန်းနံပါတ်တွေရှာပေးထားတယ်ဒီကတစ်စင်ဝင်ပြီးတော့ဒီကတစ်စင် join ပြီးတော့လာပါဗျာကျွန်တော်ကိုယ်တိုင် link လေးရှာပေးပါမှာဗျာကျွန်တော်ကတော့အဓိကတော့ဘလုံးပွဲဆိုတော့ကမာနိုင်ပြောမယ်ဆိုလို့ရှိရင်ဘာအနေနဲ့အခုအကြံပေးချင်တာကငွေကြေးဆုံးရှုံးမှုရှိတဲ့အတွက်ကြောင့်ကိုနိုင်လောက်ပဲကစားစေချင်ပါတယ်ဗျเนาะဒါကတော့တကယ်ပြောမယ်ဆိုလို့ရှိရင်စီးပွားဖြစ်တဲ့မကစားတဲ့အနေအထားမျိုးဝါသနာရကစားမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်တယ်ဒါပေမဲ့စီးပွားဖြစ်ကစားမယ်ဆိုရင်ဆုံးရှုံးမှုများပါတယ်ဗျဒါလေးတစ်ခုတော့သတိထားစေချင်ပါတယ်ဗျเนาะကဲဒါဆိုရင်အားလုံးပဲကျေးဇူးများတင်ပါတယ်ဒီညမှာလည်းအကြိုက်တူပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဗျเนาะ